မင်္ဂလာပါကျွန်တော်ရဲ့သမီးကျော်ယူလူငယ်မဂ္ဂဇင်းလေးထဲမှာကျွန်တော်လူငယ်တွေကိုသူတို့ရဲ့စာရေးလေ့ကျင့်ဖို့အတွက်ခက်ကွင်းလေးပြင်ပေးထားပါတယ်တစ်ခုကချစ်သူတန်းချင်းလူငယ်တွေမှာအချက်နဲ့မကင်းနိုင်ဘူးဆိုတော့သူတို့ချစ်သူပြောချင်တဲ့စကားလေးတွေရှိအောင်ပြောဖို့နောက်တစ်ခုကမိဘနဲ့ပတ်သက်တငယ်ချင်းနဲ့ပတ်သက်လို့ညီကိုမောင်နှမနဲ့ပတ်သက်လို့သူတို့စိတ်ထဲမှာခံစားလို့မုန်းကြက်တယ်ဆိုရင်ဒီထဲမှာဖွင့်ရေးလို့ရအောင်ကျွန်တော်ရင်ဖွင့်စာဆိုတဲ့ကဏ္ဍလေးတစ်ခုကျွန်တော်လုပ်ပေးထားပါတယ်အဲ့ဒီရင်ဖွင့်စာလေးကိုတော်တော်များများရေးကြပါတယ်အဲ့ထက်ကကျွန်တော်ကြိုက်တဲ့ရင်ဖွင့်စာလေးတစ်ပုဒ်ဖတ်ပြခြင်းလို့ပါရေးတဲ့လူကကျေတာယာတဲ့သူပဲစီပဲမှာနေမှန်းတော့မသိဘူးပေါ့နော်ယောက်ျားလားမိန်းမလားတော့မသိဘူးရေးထားတဲ့စာအနေနဲ့တော့မိန်းမပဲသူစာလေးကျွန်တော်ဖတ်ပြပါရစေမေသမီးရင်ထဲမှာမေကိုပြောပြချင်တာတွေအများကြီးရှိနေတယ်မေနဲ့သမီးနားလည်မှုတွေလွဲပြီးညနေချင်းဆိုင်ပြောလို့မရတဲ့အခြေအနေမှာသမီးရင်ထဲကပဲပြောပြရစီနော်ရှင်နာတတ်တဲ့မေရဲ့သမီးဖြစ်ခွင့်ရတာကိုကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်လဲမေဆန္ဒတွေနဲ့တထအတက်ကြအောင်မေစိတ်နဲ့သမီးကိုနဲ့နေလာခဲ့တာပါအမြဲတမ်းမေဆန္ဒကိုနာခံခဲ့ပေမဲ့ချစ်တက်လာတဲ့သမီးနှလုံးသားကမေကန့်ကွက်တဲ့ကိုမှချစ်ခဲ့မိတဲ့အတွက်အမိတ်တွေကိုညှင်းဆန်ပြီးတွေ့တာမိတဲ့မေကိုစန့်ကျင်ခြင်းနဲ့ဆန္ဒမရှိတာမေလည်းသိပါတယ်သမီးဘဝအတွက်တရန်ကြီးလားကာယံထားတဲ့မေကိုကြော်ဖြတ်သွားတဲ့နှလုံးသားအတွက်သမီးတောင်းပန်ပါရစေသမီးကိုဘလောက်ချစ်နေပါစေအချိန်တိုင်းတာတစ်ခုရောက်ရင်မေစကားကိုနားထောင်ရမယ်လို့သမီးရင်ထဲကအမိန့်ပေးထားပါတယ်မေပြုစုမှုတွေနဲ့ကြီးထွားလာတဲ့သမီးအပေါ်မှာမေစေတနာမေတ္တာနဲ့ကျေးဇူးတရားတွေကိုမတုံ့ပြန်နိုင်ရင်တောင်စော်ကားဖို့ဆန္ဒမရှိပါဘူးမေမတုံ့ပြန်နိုင်ပဲစော်ကားသလိုဖြစ်သွားတဲ့သမီးလောက်ရကိုသာမေခွင့်လွတ်ခဲ့ရင်သမီးအတွက်ရယူခြင်းတွေအများကြီးဖြစ်သွားမှာတောင်းပန်ပါတယ်မေအချစ်ရဲ့စွမ်းအားနေနဲ့မေကိုမဆန့်ကျင်မိအောင်သမီးရင်ထဲမှာတူဝချင်းတွေနဲ့တိုက်ပွဲတွေဆင်နွှဲခဲ့ရတယ်ဆိုတာမေလည်းသိမှာပါမေရဲ့အချစ်တွေကိုသမီးနားလဲပါတယ်သမီးလည်းမေကိုချစ်တယ်ဒါပေမဲ့မေရဲ့ရွေးရခက်တဲ့အရာနှစ်ခုတော့ရှင်မပေးပါနဲ့နော်1500နဲ့928ဆိုတာနှိုင်းရှင်လို့ရတာမှမဟုတ်တာမေရဲ့မေအတ္တတွေအတွက်သမီးဘာမှမပြောလို့ပါဘူးမေဆန္ဒတွေကသမီးဘဝတစ်ခုတည်းအတွက်ဆိုရင်နားလည်ပေနဲ့သမီးကိုအရန်ချစ်တယ်မေလက်မခံနိုင်သောအရာဖြစ်နေတာစိတ်မကောင်းပေမဲ့အချစ်ဆိုတာတားလို့ရတဲ့အရာမှမဟုတ်တာမေရဲ့အချိန်တိုင်းကိုလန်းကိုလျှောက်တာပဲလို့ပြောကြတယ်မေဖောက်ထားတဲ့သမီးဘဝလာမှာကိုနဲ့အတူမေအပြုံးနေလဲပါစီခြင်းတာပေါ့အခုအချိန်မှာရီမန်းချက်စိတ်ကူးရင်အိမ်မက်တွေဝေစားနေတဲ့သမီးဘဝမှာအချစ်ကိုယူသွခွင့်ရှိတော့အသိဉာဏ်ရှိစွာယူသွချင်တယ်ဘဝတို့ကြုံရင်းသာနေတဲ့မေရဲ့စကားနဲ့ဆုံးဖြတ်ချက်တွေမှာအချစ်ဆိုတာအရေးမပါတော့ပေနဲ့သမီးတို့အရွယ်ကအချစ်နဲ့လွတ်လပ်တွေ့တာမထူးဆန်းဘူးလို့ထင်ပါတယ်မေမေတ္တာတွေနားလည်ပြီမဲ့သမီးတောင်းဆိုချင်တာကတော့ကိုလက်တော့မဟုတ်ခဲ့ရင်လည်းဖြစ်ပါတယ်မချစ်နဲ့လို့တော့သမီးလုံးမပေးနိုင်ဘူးထင်တယ်မေဒါပေမဲ့မေရဲ့သမီးဘဝကောင်းစားဖို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့သမီးချစ်တဲ့ကိုရင်ထဲကသတိရနေတာကိုတော့မပိတ်ပင်ပါနဲ့နော်လက်ဆိုတာမေဘက်ကကြည့်တော့လက်ဖို့သမီးဘက်ကကြည့်တော့လက်ဖွားဖို့မေရဲ့မေမြစ်တာတွေနဲ့အခုချိန်ထိရှင်သန်လာပြီးမှမေကိုအခုလိုမျိုးရင်ထဲမှာတော့မဆန့်ကျင်ပါဘူးမေရဲ့မေဆန္ဒအတိုင်းဖြစ်လိုက်ခြင်းနဲ့
တစ်ချိန်ချိန်မှာမိမိစကားကိုနားထောင်နိုင်ဖို့အတွက်ကိုယ့်ကိုမေ့နေအောင်ကြိုးစားနေပါတယ်ခုချိန်မှာမိမိနဲ့ကိုယ့်ကိုရွေးချယ်ဖို့မပြောပါနဲ့နော်မိမိစကားနားမထောင်ရင်သမီးတဘောပဲလို့ပြောတိုင်းသမီးအယံခံစားရတယ်သမီးသဘောမတားခဲ့တာမိမိအထီဆုံးမှာသမီးရင်ထဲကစာနာတွေအကုန်လုံးမျိုးသိပ်ပြီးနေလာခဲ့တယ်ဆိုတာလဲသမီးကိုယ်တိုင်ကြည်ကြည်နက်နက်တဲ့ပါမေဒီတကားတော့ဆိုပြီးတောင်းဆိုခြင်းပဲနဲ့ဆန္ဒကိုရှေ့တန်းတင်တဲ့မမေနဲ့အခြေတင်မဖြစ်ချင်ပါဘူးသမီးရင်ထဲမှာကိုယ့်ကိုဘလောက်ပဲမမေ့နိုင်ပါစေတိမ်နေမရှိတော့လောက်အောင်ပြူကြနေပါစေမိမိစကားကိုနားထောင်သွားမှာပါမစိုးရိမ်ပါနဲ့မမေရဲ့မိမိဆန္ဒမပါပဲကိုယ့်ကိုချစ်မိသွားတဲ့သမီးနှလုံးသားကိုသမီးကိုယ်တိုင်အကျဉ်းချပစ်လိုက်မှာပါမိမိဘဝနဲ့ရဲမိချစ်ခဲ့ရတဲ့အချစ်တွေရဲ့မြူတမုံစာလောက်တောင်တုံ့ပြန်နိုင်ဖို့ကြိုးစားမှာပါမိမိသမီးတို့ဆယ်ကျော်သက်အရွယ်မှာချစ်ခဲ့ရတဲ့အချစ်ဦးနဲ့အချစ်ဆုံးကိုကိုရင်ထဲကထုတ်ခိုင်းတဲ့မိမိရှိမှာမျက်ရည်မိုးတွေရွာခွင့်ပြုပါနော်ကို့အတွက်မျက်ရည်ကျခွင့်မပြုတဲ့မိမိဆန္ဒတွေကိုမတရားဘူးလို့စိတ်ထဲကရေရွတ်ခဲ့ဘူးတဲ့ခွင့်လွတ်ပါမိမိရဲ့သမီးဘဝမှာအချစ်ကြောင့်မိမိကိုစန့်ကျင်ရမယ်လို့ဘယ်တော့မှစိတ်မကူးခဲ့ပါဘူးမိမိကိုသမီးအရန်ချစ်တယ်မိမိစိတ်ချမ်းသာဖို့သမီးကြည်ကွဲစွာနဲ့ကြည်ကြည်နက်နက်ခံစားပါမယ်အရန်ရက်ဆက်တဲ့ကံကြမ္မာကိုမုန်းလိုက်တာမိမိရဲ့သမီးဘဝမှာအခုလိုအဖြစ်ဆိုးနဲ့ထပ်မကြုံရင်တော့မိမိသမီးရဲ့အမှားတွေအားလုံးအတွက်တောင်းပန်ပါတယ်မိ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 ဆန္ဒတွေနဲ့သမီးဘဝထပ်တူကြပါရစေမိမိနဲ့မျက်နှာချင်းဆိုင်ပြောခွင့်မရှိတဲ့သမီးရင်တွေကစကားတွေကိုမိမိကြားနိုင်ပါစေလေကျေးဇူးပါနားထောင်ပေးတဲ့လူတွေအားလုံးလူငယ်တွေရဲ့အချစ်ကိုလူကြီးတွေကသူတို့ရဲ့ဘဝအမြင်နဲ့ချမ်းသာတာတစ်ခုပြည့်စုံတာလေးတစ်ခုတည်းနဲ့သူကြိုက်တဲ့လူကိုအတင်းပေးစားတာမျိုးကတော့ဒီဘက်ခင်မှာတော့သဘာဝမကြတော့ဘူးထင်ပါတယ်ဒါပေမဲ့လူကြီးတွေရဲ့စေတနာနဲ့လောက်ရမှားတယ်လို့မဆိုသာပါဘူးရှေ့မှာမှန်ခဲ့တဲ့အကြောင်းအရာအချက်လက်တွေအများကြီးရှိနေတဲ့အတွက်ဒီအချက်ကိုလည်းမပြစ်ပယ်ပါဘူးဒါပေမဲ့လူငယ်တွေသူတို့ဘဝခီးအတွက်လွတ်လွတ်လပ်လပ်ရှင်းတန်သွားနိုင်ဖို့အတွက်သူတို့ရဲ့ရင်ထဲချစ်ချင်းမေတ္တာကိုတော့လွတ်လပ်ခွင့်ပေးလိုက်ပါမိမိရဲ့ကျေးဇူးပါ